တရားခံဘယ်သူလဲစနစ်စုတစ်ခုရဲ့တရားခံဟာနေဝဲမဟုတ်မဲအောင်တန်းရွှေသိမ့်စီစနစ်စုကိုလက်ခံနေကြတဲ့ဗမာများညက်ချင်းဖြစ်တယ်ပေါ့တရားသားတွေအာနာရှင်ကိုတော်လှန်နေကြပြီဗမာအများစုကစစ်တမ်းကိုမခံရရတော့တပုံကိုအပြစ်ပုံချခေကြဆိုပါတော့ဗမာတွေကိုချင်းစာတရားမရှိတဲ့ကာလပဲလို့မြန်မာနိုင်ငံဟာဘယ်တော့မှမအေးချမ်းနိုင်တယ်လို့အာနာရှင်ချုပ်မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အာနာရှင်ဟာဗမာလူမျိုးထိပေါက်ဖော်လာလို့ဗမာအများစုကလူမျိုးကြီးမိုင်းပြီးနေတဲ့ကာလပဲလို့ဒီကနေ့အာနာရှင်ဟာဘယ်တော့မှကြဆန်းမဟုတ်ရှေ့ဆက်ပြီးတော့လေအာနာရှင်တော်လည်းလူငယ်တွေအသက်ချွေးတွေဘဝအချင်းချင်းအနာဂတ်ပြည့်စုံကြရကုန်